ဒီ video ကြည့်ရင်ထဲမှာဗျာbrother ပဲဖြစ် sister ပဲဖြစ်ပေါ့ကိုယ်စိတ်ထဲမှာပေါ့လို့ idea တခုခုအသွေးတခုခုပေါ့ဗျာဒီမှာကျွန်တော်တို့လှုပ်ချင်နေတဲ့အရာတခုပေါ့မကောင်းတဲ့အရာပြောတာတော့မဟုတ်ဘူးကောင်းတဲ့အရာတခုပေါ့ဒီမှာငါဒီလိုလုပ်ငန်းတွေငါစချင်တယ်ဒါမှမဟုတ်ဒီအလုပ်တွေငါစမ်းလုပ်ကြည့်ချင်တယ်ဒီလိုမျိုးငါတိထားတဲ့အရာတခုကိုငါစမ်းသက်ကြည့်ချင်တယ်ပေါ့အဲ့ idea ရယ်မှာကိုအသက်ဆန်းထွင်ထားတဲ့ဟာတွေဖြစ်နိုင်လို့လိုင်းရှိပြီးသားဟိုလူတွေတိပြီးသား idea တွေဖြစ်နိုင်တယ်ဗျာဒါမျိုးမျိုးလူတွေတိပြီးသား idea ဆိုတာမရှိမယ်မနက်စောထားတာတို့တရားထိုင်တာတို့လုပ်ငန်းတစ်ခုစတာပေါ့လူမသိ idea ဆိုတဲ့မှာလူတွေသိမသိသေးတဲ့လုပ်ငန်းတစ်ခုခုစတာပဲဖြစ်လူတွေသိမသိသေးတဲ့ hobby တစ်ခုခုစတာပဲဖြစ်ပေါ့အမျိုးမျိုးအဲ့လိုစဖို့ဗျာကျွန်တော်တို့လည်းကောင်းတယ်လို့လည်းထင်တယ်နော်ကျွန်တော်တို့ကောင်းတယ်လို့ထင်တယ်ကျွန်တော်တို့လည်းကောင်းမယ်ကိုယ့်အတွက်ကောင်းတယ်လို့ထင်တယ်ဗျာနောက်ပြီးတော့အကျိုးလည်းပြုမယ်entertaining နဲ့ဖြစ်တယ်လို့ကိုကျွန်တော်တို့ဗျာဒီမှာလုံးစရာတခုရှိတာပေါ့ကျွန်တော်တို့ work on something ဆိုတဲ့အရာမျိုးတော့တခုအများနဲ့ကျွန်တော်စူးစမ်းနေစရာကိစ္စတခုရှိတာပေါ့ဗျာဒီမှာကျွန်တော်တို့စီးပွားရေးလုပ်ငန်းတခုစရတယ်ဆိုရင်ကျွန်တော်အဲ့လုပ်ငန်းကို grow ဖို့ဆိုကျွန်တော်နေ့စဉ်နေ့တိုင်းစူးစမ်းနေရတာအချိန်ပိုလို့ဆိုရင်ဟာဒီလုပ်ငန်းကပိုကြီးလာအောင်ငါဘယ်လိုလုပ်ရမလဲအဲ့လိုစဉ်းစားနေရတာမို့ဒီ meditation လုပ်တာတော့မနေ့စောထားရတော့ဆိုရင်လည်းဗျာဒီမှာငါမနေ့ကျစောထားမယ်စောထားပြီးရှင်ကဘာလုပ်မယ်ဒါမို့စောထားလို့ရှိရင်ဒီနေ့စောထားလို့ဒီနေ့9နာရီထားရမယ်မနေ့6နာရီထားမယ်မနေ့6နာရီထားဖို့ဆိုငါညကျရင်ငါစောပူအေးရမယ်ပြပြဝဝအေးရမယ်အဲ့လိုမျိုးပေါ့ဒီမှာ idea မျိုးပေါ့ဗျာဒါပေမဲ့အဲ့ idea တွေရှိပြီးတော့ကျွန်တော်အဲ့ idea ကိုကျွန်တော် action ယူဖို့ဝင်လေးနေတဲ့သူတွေတော့ပေါ့ဒီမှာကို့မှာ idea ရှိပြီးအသွေးတစ်ခုရှိနေပြီကို့အဲ့အသွေးနဲ့ကို့မှာ resources တွေရှိပြီအဲ့ resources တွေရှိတဲ့ပြင်ကို့မှာဒီအဲ့ကိစ္စတစ်ခုပဲဗျာလို့ feeling တစ်ခုရှိနေပြီဗျာတော့ sorry တွေမင်းလေးယောက်ျားလေးဆို feeling ထားရတော့မဟုတ်ဘူးပေါ့ဒီအဲ့အလုပ်တော့ကိုက feeling ရှိနေပြီဗျာစိတ်ထဲမှာခံစားနေဟာငါဒါအရင်လှုပ်ချင်ဒါပေမဲ့လှုပ်ချင်ဆိုမဲ့တော့ကိုယ်စိတ်ထဲမှာဟာလုံးရင်ကောင်းမလားမလုံးရင်ကောင်းမလားဟာဒီလိုဖြစ်မလို့မလို့ငါလိုလုံးလို့ငါတငယ်ချင်းငါ့ကိုလောင်းလို့လုံးမငါဒီလိုလုံးလို့ငါကြချုံသွားရင်မလို့ငါဒီလိုလုံးလို့လေဖြစ်နေမလို့ငါဒီလိုလုံးလို့အစမပြေသွားရင်မလို့လေပေါ့အဲ့လိုမျိုးအသွေးဝင်လာတာပေါ့အမှန်တကယ်တော့ရှင်းရှင်းလင်းလင်းရဗျာကျွန်တော်တိုင်းလုံးလိုက်တယ်ပြီးရောဟုတ်တယ်မလားဒီလုပ်ငန်းတစ်ခုစလုပ်ချင်တယ်ဆိုရင်မရမစဉ်းစားဘူးနည်းနည်းစဉ်းစားပြီးတော့ okay ဒီအရာလုံးကိုဒီအရာရောင်းမယ်အဲ့တော့ငါဒီရောက်ပြီးမှရှာဝယ်မယ်ဒါရှာပြီးတော့ marketing ဆင်းမယ်ဟုတ်လို့မလားအဖြေကကျွန်တော်ခေါင်းထဲမှာအများကြီးရှိပြီးသားဗျာပြဿနာကြုံတွေ့လာတိုင်းကျွန်တော်တို့ဖက်ကြောဖို့ဆိုကျွန်တော်ခေါင်းထဲမှာအများကြီး ready ရှိပြီးသားအဓိကကျွန်တော်အဲ့ပထမဆုံးခြေလမ်းလမ်းမှုရတယ်ကျွန်တော်တို့နည်းနည်းသုံးမိဖို့လိုတယ်ဗျာဒီမှာနည်းနည်းသုံးမိဖို့ဆိုတော့ကို့မှာဗျာကိုပြီးပါတယ်ဗျာတာရေးစာလို့ရမယ်နော်ဟေးအောင်စာလို့ဆိုရင်နေ့တိုင်းသုံးမိတဲ့သူတွေပါရှိတဲ့တမျိုးဒီမှာကိုယ့်ရဲ့ vision ကိုယ့်ရဲ့ဒီ dream ကိုယုံကြည်တဲ့သူဗျာဒါကုမိပါအေးဒါမင်းလုပ်နေတဲ့လုပ်ငန်းကငါသဘောကျတယ်ငါအားပေးတယ်အဲ့တော့မျိုးငါတိုက်တွန်းတယ်ဒီမှာကိုမလုပ်ချင်တဲ့နေ့မှာတော့ငါပြောဒီမှာကျွန်တော်တို့ဟာငါဒီနေ့မထချင်ဘူးကွာမထချင်တော့ကျွန်တော်တို့ပြဟဲ့အောင်မင်းထားမှာမထားဘူးလားမင်းမထားရင်မျိုးငါလုံးမှာတော့ညာဟောဗျာအဲ့လိုတိုက်တွန်းတာပေါ့ဒါပေမဲ့အများဆုံးအဖြစ်ကအဲ့လိုလူမျိုးမရှိဘူးဒီမှာအဲ့လိုမျိုးကိုဗျာတိုက်တွန်းပြီးမဲ့သူမရှိဘူးအများနဲ့ကိုအဲ့လိုမျိုးပေါ့အရှုံးပြီးတော့မှကိုလက်ခင်းဖြစ်နေတဲ့အချိန်များကကိုပေါ့နေတဲ့အချိန်မှာကိုတတိပြန်ဝင်အောင်လုပ်တဲ့သူပေါ့အများဆုံးအဖြစ်မရှိကြဘူးအဲ့တော့ဘာဖြစ်မရှိရတယ်ကျွန်တော်ရှိတယ်ပြောကျွန်တော်ကိုယ်တိုင်ရှိတယ်ဗျာကိုတွန်းရမှာနော်ဟဲ့မင်းဘယ်သူမှမင်းကိုမလုပ်ဟိုမကြိုက်ဘူးဆိုရင်မင်းလုပ်ရမယ်နော်ဘယ်သူမှမင်းကိုမယုံကြည်ဘူးဆိုရင်မင်းကြိုးစားမင်းလုပ်ပြရမယ်အဲ့တော့ကိုတိုက်တွန်းနေရမှာကိုmotivation ပေးနေရမှာ။ဘာလို့တော့အများစုကဗျာကျွန်တော်ကြုံတွေ့နေရတဲ့လူအများစုကကျွန်တော်လိုမျိုးဖြစ်မှာမဟုတ်ဘူး။ကျွန်တော်လိုမျိုးမဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ vision ကျွန်တော်တို့ရဲ့အမြင်ပေါ့ကျွန်တော်မှမရှိဘူး။ရှိတဲ့သူတွေ့ရင်တော့ကံကောင်းတာပေါ့ဗျာ။ဒါပေမဲ့များသောအဖြစ်ကတော့မရှိဘူး။မရှိဘူး။ဒီမှာတရားမှာ90ရာခိုင်နှုန်းလောက်အများနဲ့ကိုတွန်းနေရမှာဗျာကိုအများနဲ့ထူနေရမှာဒါပေမဲ့ကိုလဲကြွားဆိုရင်ကိုထူပြီးဖို့တခြားလူလာမှာမဟုတ်ဘူးအများဆုံးအဖြစ်90ရာခိုင်နှုန်းလောက်ကိုတိုင်းပဲရှိမှာအဲ့တော့ဘယ်လိုကိုတွန်းရမလဲပေါ့
ဒီမှာကိုမှ idea ရှိပြီကိုမှအဲ့ idea အတွက် resources တွေလည်းရှိနေပြီဒါပေမဲ့လုပ်ဖို့ဗျာတုံးဆုံးဖြစ်နေအဲ့ချိန်ကျွန်တော်တို့အကောင်းဆုံးအဲ့တုံးဖြစ်နေတဲ့အချိန်မှာကျွန်တော်လှုပ်ချပလိုက်တယ်ဒီမှာမာရမန်တော့ကျွန်တော်တိတ်ကြမသိဘူးဗျာဒါပေမဲ့ကျွန်တော်လှုပ်ချပလိုက်တယ်လှုပ်ချပလိုက်တော့ပထမဦးဆုံးမှာတော့နည်းနည်းအမားလေးတော့ရှိတာပေါ့ဗျာဒီမှာကျွန်တော်ဘယ်လိုပြောမလဲဒီ page တစ်ခုထောင်တယ် page တစ်ခုထောင်လဲဆိုတော့ကျွန်တော်လည်းဟာစိတ်ရှုပ်တယ်ကွာဘာရှုပ်တယ်ညာရှုပ်တယ်ဆိုကျွန်တော် online ကြေးလှုပ်ချပလိုက်တာပဲ online ကြေးလှုပ်ချပလိုက်ဘာဖြစ်လဲဆိုတော့ဟာရခဏတည်းကငါဒီ Gmail ရဲ့ password ပါလဲဒီ Gmail ကဘာ Gmail ဟာဒီ Gmail နဲ့ငါဘာချိန်ထားသေးတယ်ဟာရငါဘာ Gmail နဲ့ငါချိန်လိုက်တာလဲပေါ့အဲ့လိုရှုပ်တော့ဟုတ်လားအဲ့ကျကျွန်တော်တင်ကန်းစာရအောင်တင်ကန်းစာရပြီးတော့အေးဟုတ်ပြီဒါပေမဲ့ငါရအောင်တော့ဖွင့်အောင်ပါရအောင်ဖွင့်အခုငါဒီအောင်ငါပြန် delete လုပ်လိုက်မယ်ပြန် delete လုပ်ရအတစ်တစ်ခုဖွင့်မယ်အတစ်တစ်ခုဖွင့်လို့ရှိရင်ငါ Gmail ရဲ့ဘာကိုတရားမှတ်မယ် password တရားမှတ်မယ်အဲ့လိုပဲဗျာဒီမှာတဖြည်းဖြည်းကျွန်တော်တင်ကန်းစာရအောင်အဲ့တင်ကန်းစာရရင်ကျွန်တော်တို့ဒီ plus ပေါ့ကျွန်တော်အမြဲတူတက်အောင်လုပ်တာပေါ့ဒါပဲဗျာကျွန်တော်အဓိကကျွန်တော်လှုပ်ဖို့ပဲလိုတာအဲ့လှုပ်ဖို့ပထမဆုံးချိန်လဲစလမ်းဖို့ကလည်းခက်ခဲတယ်အဲ့ဒါဘယ်ချိန်လမ်းမထက်ဟိုဘယ်ချိန်လမ်းမဆိုဗျာပထမဆုံးချိန်လမ်းတော့အခက်ခဲဆုံးပဲဗျာချိန်လမ်းရဲ့အားလုံးထက်ကျွန်တော်တို့ပထမဆုံးချိန်လမ်းအခက်ခဲဆုံးပထမဆုံးစလှုပ်ဖို့အရင်ခက်ခဲဆုံးဗျာဟိုကောင်မောင်ရောတဘောကြစကားတော့စပြောဖို့အရင်ခက်ခဲတယ်စကားစပြောပြီးလို့ရှိရင်နောက်ပိုင်းရလွယ်ကူသွားပြီဗျာနောက်တော့လားဒီလုပ်ငန်းလုပ်တဲ့ဆိုရင်လည်းဗျာချင်းလုပ်ငန်းစလုပ်ဖို့အတွက်ခက်ခဲတယ်ဘာလို့လဲကိုအစ်စ်တွေကြည့်ရတော့မယ်ဗျာကိုဘယ်လို marketing ခင်းရမလဲဘယ်လိုမျိုးကိုယ့်ရဲ့customer ရဲ့ဘယ်လိုဖြစ်မလဲဒီမှာကိုဘယ်ကနေ supplier ယူရမယ်ကို supplier လည်းကောင်းတဲ့ supplier လားကိုကငါ့ရဲ့ budget ကဘယ်လိုထားလို့ရှုပ်ထွေးစရာအများကြီးရှိတယ်ဗျာပထမဆုံးချိန်လိုက်မှာဒီဘယ်ရမဆိုဗျာကိုဒီ YouTube ကျွန်တော်တို့ဒီလို YouTube ရိုင်းနေတာဖြစ်ဖြစ်မျိုးတခုဗျာအသစ်ဆန်းတခုကို idea တခုကိုစားလုပ်လို့ဆိုပထမဆုံးစလုပ်တယ်ဆိုရင်တော့အများကြီးအဲ့လိုမျိုးအခက်ခဲဆိုရှိမှာပဲဘလို့မှရှောင်လွဲလို့မရဘူးဗျာအခက်ခဲဆိုကျွန်တော်ရှိမှာပဲဒါပေမဲ့အဲ့အခက်ခဲကိုကြုံတွေ့ဖို့ကြောက်နေလို့ဆိုရင်ကျွန်တော်မလုပ်ဘူးဗျာဒါပေမဲ့ action မယူဆိုရင်ဘလို့မှဖြစ်လာမှာမဟုတ်ဘူးနာကိုအဲ့လိုမျိုးကအဲ့ push လေးမရှိဘူးဆိုရင်ဘလို့မှဘာမှဖြစ်လာမှာမဟုတ်ဘူးဗျာဒါပေမဲ့အဲ့တော့ဒီဗီဒီယိုကြည့်နေမှာဘာသာပဲဖြစ် sister ပဲဖြစ်ပေါ့ကိုမှ idea ကောင်းတစ်ခုရှိနေပြီဒါပေမဲ့ကိုမှအဲ့ idea ကောင်းတစ်ခုရှိတဲ့ပြင်မှာကိုမှ resources တွေလည်းရှိနေကိုမှအချိန်လည်းရှိနေကိုမှ energy လည်းရှိနေပြီ just fucking do it man just do it အဲ့ကျွန်တော်လုံးဝ support ပေးတယ်ဗျကျွန်တော်လုံးဝအားပေးတယ်ဘာလို့ကျွန်တော်အချိန်တန်ကျွန်တော်အသက်ကြီးကြီးလာမှာပဲအသက်ကြီးတယ်ကျွန်တော်နောက်နိုင်နေတော့မဒူးမနေချင်ဘူးကျွန်တော်လည်းမနေချင်ဘာလို့ဆက်စောက်လည်းမနေချင်ဘူးဒါပေမဲ့ကိုစားလုပ်လိုက်တယ်ဗျာအဲ့ကိစ္စတခုကျွန်တော်စားလုပ်လိုက်တယ်ဟုတ်လားကောင်းတဲ့ຢာတော့ဖြစ်ပါစေပေါ့နော်ကိုစားလုပ်တဲ့ຢာကောင်းတဲ့ຢာလေးကိုဖြစ်ပါစေဟိုလိုမဟုတ်ကောင်းဟုတ်ကားတွေကိုစားခိုင်းနေတာပေါ့ကျွန်တော်ကောင်းတဲ့ຢာကို improve ဖြစ်စေမဲ့ຢာတခုခုပြောတာပေါ့စားလိုက်လို့ရှိရင်လည်းကျွန်တော်ကြာချုံသွားရင်တော့မှဟာအေးကျွန်တော်အသက်ကြီးတယ်အေးဒါပေမဲ့ငါအဲ့လုပ်ငန်းငါစားလုပ်ခဲ့တယ်ကွာငါမလုပ်ဘဲနေငါလုပ်ခဲ့ရင်ငါအသက်နိုင်ဆုံးငါကြိုးစားခဲ့တယ်ဒါပေမဲ့ငါကြာချုံသွားတော့ငါတင်ကန်းစာရပါတယ်ဟုတ်လို့မလားနောင်တော့မရဘူးပေါ့ဗျာအောင်မြင်တာမအောင်မြင်တော့သူ့ကံလားဒီမှာကိုငါဒီလုပ်ငန်းလုပ်လို့ငါမအောင်မြင်ဘယ်လိုလုပ်မလဲမအောင်မြင်အောင်လဲဗျာကျွန်တော်တို့အတကောင်ကျိုးစားတယ်မအောင်မြင်ကြပါအကြောင်းရင်းရှိလို့လေကျွန်တော်တို့အတကောင်ကျိုးစားကြည့်ပါလားတရားရင်တော့ပြီးကျိုးစားကြည့်ပါမအောင်မြင်ဘူးဆိုရှိလို့လားဟာငါကန်ဆိုးသွားလို့ပဲကန်ဆိုးသွားလဲဗျာကျွန်တော်ဘဝဆိုအသက်ကြရှိတာဗျာကန်ဆိုးတဲ့ချိန်နဲ့ကန်ဆိုးကန်ကောင်းတဲ့ချိန်နဲ့ကန်ကောင်းမှာပေါ့ဒါမဲ့ဒီမှာရှင်းဝေးမပြောတော့ဘူးဗျာအဲ့တော့ကို့မှာဗျာ idea တခုရှိတယ်အဲ့ idea ပုံမှာလဲဒီလိုခံစားချက်တခုရှိနေဗျာဒါပေမဲ့ငါတို့ကကောင်းမယ်ငါတို့လည်းကောင်းမယ်ငါတို့လည်းတူးတက်စေမဲ့အရာတခုရှိတယ်လို့စိတ်ထဲမှာထင်နေတယ်ဆိုရင်ဗျာ just do it ဒါမှဘဒူးမှကျွန်တော်ရှက်နေစရာမလိုဘဒူးမှကျွန်တော်ကြောက်ရွံ့နေစရာမလိုဘူးဗျာအဓိကအရေးကြီးတာကျွန်တော်တက်သိပြဖို့ပဲနာအရေးကြီးကျွန်တော်တက်သိပြငါဒီရအောင်ငါလုံနိုင်တယ်ဗျာငါ idea ငါရဲ့ vision အဲ့တော့ငါရအကောင့်တွေပေါ်နိုင်တယ်အကောင့်တွေပေါ်ဖို့ကြိုးစားနိုင်တယ်ဆိုတာကိုသိစေချင်တယ်သူကလောက်တာအဲ့တော့ဘာဖြစ်ပေါ့အဲ့တော့ just do it okay လုံးလိုက်တာပါကိုလုံးနိုင်ရဆိုလဲကျွန်တော်ပြောမှမဟုတ်ကိုသိနေပြီတဲ့လားကျွန်တော်ကိုယ်လုံးနိုင်နေပြီဆိုတော့ကျွန်တော်သိတယ်ဗျာအဲမလုံးနဲ့ပေါ့ဒီမှာလုံးလိုက်စမ်းပါအဲ့တော့
thank you for watching ပေါ့အခုဒီ video ထဲမှာပေါ့နည်းနည်းဗျာဟိုမြောက်ဒီမြောက်လေးဖြစ်သွားတာတော့နည်းနည်းရှုပ်ရှုပ်ထွေးထွေးဖြစ်သွားတယ်ဆိုရင်လည်း sorry ပါဆိုတော့အခုမှနည်းနည်းစတော့မို့လို့လေနည်းနည်းဗျာမားတဲ့အရာလေးရှိတာတို့နည်းနည်းလာပြင်စရာလေးရှိတယ်ဆိုရင် comment ထဲမှာပြောခဲ့ဘာဖြစ်တော့ဒီ video နောက်ဆုံးကြည့်ပဲဆိုကျေးဇူးတင်ပါတယ်thank you for watching and see you next time gang